အခုတော့မရလား ဟာအားလာပေါ့ဗျာအခုဖယ်သားကျင်တော့ ကျွန်တော်တစ်စာလမ်းကြား သစ္စာလမ်းကြာကိုဖြစ်နိုင်မတော်ပါနဲ့လားဗျာ ဘာဖြစ်လို့လဲဗျ ဟာဘာဖြစ်ရမှာလဲအဲ့လမ်းလူရမ်းပြတ်တာခဏခဏဓမြတိုက်တာလို့ရိုက်လူတာလို့အဲ့လမ်းမှာပဲဖြစ်နေရတော့ ဟောအခုကကြောက်လို့လား ဟာကျွန်တော်အခုစေနာနဲ့ပြောပြနေတာကျွန်တော်ကြောက်ကြဘာကမ်းမှမရှိတာ မကြောက်ရင်လည်းလိုက်ဖို့လေဗျာ ရတယ်အေးစေအကိုမကြောက်ဆိုကျွန်တော်လိုက်ဖို့တိကဩဒါပေမဲ့မပူပါနဲ့ကျွန်တော်ပါနေတာပဲကိုတော့လုံးကြုံနေအေးစေဘာမှမဖြစ်ဘူး ခင်ဗျာဘာမို့လို့စောက်ကြီးစောက်ကျင်နေလူကြီးတော့သုံးမိန်းမောင်းနေရ ဟဲ့လူခင်ဗျကျွန်တော်တုံးမိန်းမောင်းနေဆိုပြီးထင်သေးရလားဇိုင်းကတော့ရှိုးလိုက်နော်မကြည့်လိုက်အောင်ဖုံးရောက်ဝယ်လဲလောက်တယ်တုံးမိန်းအိမ်မှာပူနေလို့အပြည့်ပြည့်ထွက်ဆွဲတာဗျာ အဲ့လိုလားဒါနဲ့ဒီဆိုင်ငယ်ရောအပိုင်ပဲပေါ့ အပိုင်ပဲပေါ့ဟာတို့ပြောငါမှလည်းတကူတမကြီးရတော့ကြောက်ရလူနေတယ်ရုပ်ဖြတ်ထားတာဗျာပေါ့လား ဟာအဲ့တော့စိတ်ချဗျာကျွန်တော်ပါတယ်အကိုစီရတယောက်မှမလူစေရ ကောင်းလာလား ရပါဗျာသွားမယ် ဟာကြိုက်တယ်ဗျာတော့တယ်ရိုက်ဒီနေ့ဒီနေ့ ဟိုရောက်ပြီဆိုတော့ဟို3000ကျတယ် 3000ရတာပေါ့ဗျာပြအောင်ရေး ဟောဘာလဲ မင်းအောက်ဆင်းရမပြောဘူးလေ ခင်ဗျဘာလုပ်တာလဲ ဘာလို့လဲဟာလားမင်းပြောတယ်တစ္ဆာလန်းကြရိုက်လူတဲ့ဖွဲ့ဆိုတာငါတို့ပဲကွာငါတို့ပဲကွာ ဗျာ မပြောင်းနဲ့မင်းကအစကတော့ကယ်ရီငားမယ်ပတ်စံပေးမယ်ပြန်လွတ်မယ်အဲ့စီစဉ်မရှိ ဟာအဲ့ဒါပြန်လိုက်မယ်လေကွ တွားလေတက်တာ ချက်တာဟေ့မင်းဘာပြောနေတာ ဟာငါတော့ရှက်ရက်တွေခတ်ကုန်ပြီကွာဖေအဲ့ကောင်ချုပ်ထားလိုက်တော့ကွာ အကိုရဲ့မလုပ်ပါနဲ့ဗျာကျွန်တော်စင်းရပါရိုးတတကိတ်လေးဆွဲစားနေတာပါ မင်းစောက်ကတော့ပိတ်မင်းစောက်ကတော့ပိတ်ထားလိုက်တော့မင်းကဖုန်းကလည်းရောင်းဝယ်လုပ်သေးတယ်ပို့နေလို့မြင်းမြင့်ဆွဲစားတာအဲ့ကောင်အဲ့ကိုယူထားလိုက်တော့ဖုန်းကားလုံးတော့ပါတယ် ဟေ့အောင်ဘယ်လိုမှဘာကောင်းထင်နေရလဲ အစကတော့ဖုန်းဝဲယူမလို့ရောင်းစားလေးစောက်ကြီးစောက်ရနိုင်တာနဲ့စိုက်ငယ်ပဲဇာစီဖြုတ်ပြီးရောင်းစားပြီဇာစီဖြုတ်ပြီးရောင်းစားပြီဟောင်းရ